မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကျောင်း၃ကျောင်းစုပြီးတော့မှမန္တလာတီတီကွင်းထဲမှာအားကစားပြိုင်ပွဲတွေပြုလုပ်မှာဖြစ်ပါတယ်ဒါကတော့ဒါဖဲချိုးဖြတ်ပြီးတော့မှဖွင့်လုပ်လိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်သမီးတွေဘွားကားတဲ့ခါမှာလည်းတခြားကျောင်းတွေနဲ့မတူဘဲနဲ့စမှုထူးခြားပြီးတော့မှလူရွှေ့ပြီးတော့မှအကွက်တွေပေါ်ပြီးတော့မှတူတူခြားလေးကိုကပြဖြတ်ပြနိုင်ခဲ့ပါတယ်ဒါကတော့သားတွေဘောလုံးကံမဲ့သားတွေပေါ့နော်အားကစားတွေပါတယ်ကစားနေကြပါပြီအဲ့တော့ကျောင်း၃ကျောင်းလုံးစုပြီးတော့ပြိုင်လာဖြစ်တဲ့ကြောင့်မလို့ပြိုင်ဆိုင်မှုကတော့အရန်ကိုပြင်းထန်ပါတယ်အရန်ကိုမှပျော်ရွှင်စရာလည်းကောင်းတယ်မောလည်းမောတယ်စိတ်အားတက်ကြွစရာလည်းကောင်းပါတယ်ကဲကလေးတွေကလည်းအရန်ကိုမှပြိုင်ဆိုင်လို့စိတ်တွေအရန်ကိုပြင်းပြပြီးတော့မှပြိုင်ကြတာတကယ်ကိုအားရစရာကောင်းပါတယ်ဆိုတွေလည်းအများကြီးကိုရခဲ့ပါတယ်ဒါဘောလုံးကံမဲ့ဘောလုံးကန်နေပြီပေါ့နော်ဘောလုံးကန်တဲ့အခါမှာလည်းကျွန်တော်ရဲ့သားတွေကပထမစုဖလားကြီးကိုထိုက်တန်တန်ပဲရရှိခဲ့ပါတယ်ကလေးတွေအရန်ကိုမှတော်ပါတယ်ဒါကတော့အပေးနေတဲ့သမီးတွေပေါ့နော်ဒါကိုเจ้าဟာတော့ကျွန်တော်သားတွေဖလားရလို့ပြောနေတာပါသူတို့အင်ကြီးလေးတွေကရှေ့မှာထည့်ပြီးဝတ်ထားတယ်ဆိုတာလည်းပြောင်းပြန်ဝတ်ထားတယ်ဆိုတာလည်းသူတို့နာမည်လေးတွေမြင်ရအောင်လို့နော်ကလေးဒါအောင်ပွဲခံနေရပါဒါရန်ကုန်မှာပျော်ရွှင်စရာကောင်းတဲ့အမတ်တရားဖြစ်ခဲ့ပါတယ်အားလုံးကျေး